နောက်10နှစ်မှာအပွားကြီးဖြစ်နောက်10နှစ်မှာတော့ဘာမှမဖြစ်ချင်ဘူးဖြစ်ချင်တာတော့နောက်10နှစ်ကြာရင်နောက်10နှစ်ကြာရင် နောက်10နှစ်နေရင်တော့ IC ကတော့ နောက်10နှစ်ကြာလို့ရှိရင်တော့ နောက်10နှစ်နေရင် နောက်10နှစ်ဆိုရင်တော့နောက်10နှစ်ကြာရင်နောက်10နှစ်ကြာရင် နောက်10နှစ်မှာ နောက်10နှစ်နေရင်တော့ နောက်10နှစ်နေရင်ဘာဖြစ်ရှင်လဲဆို နောက်10နှစ်ကြာရင် နောက်10နှစ်နေနောက်10နှစ်နေနောက်10နှစ်ကြာရင် နောက်10နှစ်နေရင်တော့နောက်10နှစ်နေလား နောက်10နှစ်ကြာလို့ရှိရင်နောက်10နှစ်နေရင်နောက်10နှစ်ကြာရင်တော့ နောက်10နှစ်နေရင်နောက်10နှစ်ကြာရင် နောက်10နှစ် နောက်10နှစ်ကြာရင်တော့ နောက်10နှစ်ကြာလို့ရှိရင် နောက်10နှစ်ကြာလို့ရှိရင်နောက်10နှစ်နေလို့ရှိရင်ဘာဖြစ်ချင်လဲဆိုတော့နောက်10နှစ်နေရင် ranking ကောင်းတဲ့ university ကနေပြီး PhD ပြီးတော့ technical university တစ်ခုမှနေမယ် professor အနေနဲ့ကြံလုပ်ပြီးတော့ကိုကချီရတဲ့သူနဲ့ကိုပြင်ဖြစ်တဲ့သူနဲ့လည်းပေါင်းဖက်ပြီးတော့ပျော်ရွှင်စွာနေနိုင်မယ်လို့လည်းညွှန်လင့်နေစီဝါရဲ့ခါကျရင်မိဘကိုလည်းကျေးဇူးဆက်နိုင်မဲ့တာကောင်းတစ်ယောက်ဖြစ်မယ်လို့လည်းညွှန်လင့်နေ တာမန်လိုပါပဲအလုံးလေးနဲ့တစ်ဖက်လေးနဲ့အောင်မြင်ခြင်းနဲ့ streamer လေးဖြစ်စီနေ music producer ဖြစ်ချင်ပါတယ် income တွေအများကြီးရတဲ့ software developer ဖြစ်ချင်ပါတယ် တမိသားစုလုံးပဲကျွန်တော်တယောက်တည်းကတစ်မျိုးလုံးတည်မလားလို့မျိုး comfort zone နဲ့တော့စိန် luxury ဆန်ဆန် lifestyle လို့မျိုးရအောင်လို့ကျွန်တော်စူးစမ်းရမှာဒီဖြစ်အောင်လည်းလုပ်ရဗျာအဓိကအဲ့လိုမျိုးတော့ဖြစ်ချင်တာပေါ့ နေထားမှာအလုပ်လုပ်ပြီးတော့ပတ်စံရှာပြီးတော့မဆားရတဲ့တော်တော့ယောက်ျားလည်းယူလောက anti panel woman ဖြစ်နေမှာကွာငါပတ်စံအများကြီးရှာပြီးတော့အဲ့လိုမျိုးပြီးတော့ကိုချစ်တဲ့ရက်တယောက်တော့သူနဲ့ပေါ့နော်ဘယ်လိုလဲတော့မသိဘူးပြီးတော့မိသားစုတွေနဲ့တငယ်ချင်းတွေနဲ့ပြောရှင်နဲ့ပတ်စံအများကြီးရှာပြီးတော့စိတ်ချမ်းသာတာနေတယ်အများကြီးပဲ ကြည့်ရအရာရာကပတ်စံနဲ့ဆက်ဆံနေရကြအောင်ပတ်စံအတိုင်းအတာတစ်ခုတည်းကိုချမ်းသာနေတာပေါ့ဒါပေမဲ့အဲ့လိုမျိုးပတ်စံအရန်ပတ်စံတော့ကိုအရန်လိုက်ပြီးတော့လဲစိတ်ပင်ပန်းလူပင်ပန်းလာလည်းဖြစ်ချင်နည်းနည်းအေးလေးနဲ့ဥပမာအဲ့ဒီချိန်ကဒီကျွန်တော်ကအခုဆို21ဖြစ်နေပြီဗျာနောက်ဆို31အဲ့ခါကျတော့မိသားစုတစ်ခုလည်းဖြစ်တယ်ထူထောင်နိုင်ထူထောင်ဖြစ်လာတော့တယ်အဲ့ခါကျမိသားစုတစ်ခုကိုပံ့ပိုးနိုင်တယ်လူဖြစ်အောင်တော့ဖြစ်ချင်တယ်ဒါပါပဲ ကုမ္ပဏီလုပ်ငန်းရှင်တယောက်တော့ဖြစ်ချင်တာ ဘာဖြစ်ရှင်လဲဆိုဘောမှာ ACC နဲ့သူ့ flow တွေတိုင်းပဲအမှန်လေးရွှေလျားချင်သေးပါပုံမှန်လေးနဲ့ AC လေးပဲဖြတ်တန်းချင်ပါ စံနေအများကြီးရှာရောမိဘကိုလုပ်ကြည့်နိုင်တဲ့တမီးရှိစင်တယ် ဒီလိုနေရာမျိုးမှာအိမ်တစ်လုံးနဲ့မိသားစုလေးနဲ့အေးချက်ပြတ်တယ်လေးနဲ့ကိုလေးကတကယ်ကိုမှန်ပါဗျာနော်ကိုရမင်းရော အော်ဆီယန်နေပြီးတော့တင်ခဲ့စာနဲ့နော်အလုပ်နဲ့ကိုပိုင်စီးပွားရေးလေးတစ်ခုဆောက်ရှင်ပါတယ် တည်ငြိမ်တဲ့လုပ်ငန်းတစ်ခုရဲ့ချစ်ရတဲ့ဇုံတယောက်ကဝေါအေးချင်းတက်တန်းနေတယ်ပေါ့နော်ပြီးတော့မိဘကိုလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ထောက်ပံ့နိုင်တဲ့တာတယောက်ဖြစ်ရှင်ပါတယ် စဉ်းစားတော့အများကြီးပေါ့နော်ဖြစ်ရတယ်အများကြီးပဲအဲ့ဒါတစ်ခုလောက်ဖြစ်လာတော့ကောင်းတာပေါ့ခုနအေးပြောသွားလို့ပဲကွာဒီလိုဒေသလေးမှာခြံလေးနဲ့အပင်လေးဆိုင်မယ်မိသားစုလေးနဲ့အေးသိနေမယ်ကိုကြီးဆိုင်လေးဆိုင်ဖွင့်မယ်ခွေးလေးတစ်ကောင်မွေးမယ်သားလေးတစ်ယောက်မွေးမယ်သမီးလေးတစ်ယောက်မွေးမယ်အဲ့လိုပါပဲနောက်ဆက်နေတော့ဒီလိုကြက်မမာနဲ့အရင်လေးတောက်ပြီးတော့ slate လေးခဲချင်ပါသေးတယ် ကိုပိုင်တစ်လုံးမှာကားကိုယ်တော်ကြီးစောက်ပြီးတော့ကိုယ်တော်ထဲမှာကားပေါင်းစုံနဲ့အများကြီးဖိနိုင်မယ်တော့ကိုကိုယုံကြည်တယ်ကားနဲ့ပတ်သက်တဲ့နယ်ပယ်မှာလည်း CI တယောက်ဖြစ်နေနိုင်မယ်လို့ယုံကြည်တယ်ရောင်းဝယ်လည်းကားရောင်းဝယ်လည်းအများကြီးလုပ်ပြီးတော့ကားနဲ့ပတ်သက်ပြီးတော့ CI တယောက်ဖြစ်ချင်ပါတယ်ကျွန်တော် WBC က Champion Fighter ဖြစ်ချင်ပါတယ်ပြောမလဲအောင်မြင်တဲ့လုပ်ငန်းရှင်တယောက်အနေနဲ့ကြီးပွားခြင်းတယ် ကိုကောင်းပါလေးနဲ့ပဲအိမ်တော်မျိုးပြီးတော့မိသားစုလေးပြည့်ပြည့်ချင်းတည်ထောင်နေတယ် သူပြောရတဲ့အတိုင်းပါပဲ နိုင်ငံခြားမှာ industrial engineer ကြီးလုပ်ချင်တယ် ဘီလီယံနာဖြစ်ရှင်ပါတယ် ဆရာကြီးပဲဖြစ်ချင်ပါတယ် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ရှင်ပါ ဒီတိုင်းလုပ်တယ်လို့မရှိဘူး freelance ပဲလုပ်ပြီးတော့လဲလွယ်ပြီးတော့ကင်မရာကင်ပြီးတော့ရောက်သွားချင်အဲ့လိုမျိုးဖြစ်နေကောင်းပါပဲကလေးလေးတယောက်မွေးမယ်ကောင်းလေးနဲ့နိုင်ငံခြားမှာနေမယ်ပြီးတော့ဗီဒီယိုဒီတက်ပြည့်စုံထားမယ် လုပ်ငန်းတစ်ခုခုမှာအောင်မြင်နေတဲ့သူပေါ့မိဘကိုစိတ်ချမ်းသာနိုင်တဲ့သမီးအောင်ရတနာကောင်းလေးချောလေးလိုချင်သေးရဲ့ကိုပုံဝင်ချင်မှရှိတဲ့သူတွေအကုန်လုံးကိုကြောက်နဲ့ပြောအောင်ထားမယ်စိတ်ချမ်းသာအောင်နေမယ်ဒါပဲ ကလောကတော့မစိုးဒီမှာရတရာပြီးရင်ဒီမှာလာနေရရင်တော့မစိုး နောက်10နှစ်မှာတော့ဘာမှမဖြစ်ချင်ဖြစ်ချင်တာတော့ကလေးအားလုံးအောင်မြင်ပြီးတော့ထွချွန်ထမြက်ပြီးတော့အရာရာမှာအဆင်ပြေနေလူမျိုးတွေဖြစ်စေချင်တယ်